Dinia dunia hiba hunno pa ang asak pasien tunglong dama mahi. ZCC Columbus machine zombie system ma jono tilo pamazgane pure atwe ana mama Todan mahi pai. So a chain period siane tu lungen kaung som yaw le thu be jesu tin ne Iba na hunong ger sak siya pale kang no makai te tunglong dama mahi. jono ti machine te o sia pao ro Facebook ma khana khana mien bu re Takpin mo. so sia ma dim kek sia no so jono ro mong ywa ma atu ne de a phe ya ro jono phe ya ro sit ta ma amu chan phit pa le Mong zo ya siya nu te to mau ko khara tor khasung tang kho mina to cha na ya siya mang no pe the di nga ai zo mi sunga kalnel kampum mo ina ai zo mi sunga bumuji bucho kete changa bucho kadomina bucho tong la khayo mina bumuji pen bang he ma khat ba tam hen lo khut me khat jong khut me ke khut lang khat jong lo sunga bumuji kampum mi tapa mo full kalnel bumuji kampum itapa hi cha thai nai lo yong pha le tong ge no mi nge ကျွန်တော်ပါဝင်တဲ့တင်းတော်တော့ဂျေဇုတော်ဧဝံဂေလိတင်းတော်ရန်ကုန်မှာဖြစ်ပါတယ် Yang kung mo Yougon gili Grace မှာ Grace Edgy Paul Pia mo amay pasien na sip na ကျွန်တော်တို့ဥစားဖြစ်တဲ့ founder လည်းဖြစ်တဲ့ဆရာကြီးဟောင်းလန်ခမရဲ့ယူပါယုံကတော့လူမျိုးပေါင်းစုံစုဝေးတဲ့နေရာဖြစ်ရမယ် Paul P upon masala hisi ta cha Paul P siya pi pa mo siya how siya lian boy chi mo siya how lian kham dr how lian kham I ngim nai minam ngin minam khem pe I pasien biak piak khop na Paul P hi ding hi che ဆိုတော့အတွက်ကျွန်တော်တို့အားလုံးဟာဆိုရင်အတင်းတော်မှာမြန်မာစကားကိုပဲအဓိကပြောတာဖြစ်တယ် Tôi mình Paul Pia hi call pau mo call kami bubi is that ite call pau na jang hiong ကျွန်တော်တို့လက်ပိုင်းတွေတချို့ရောက်ဘူးတဲ့လူရှိကောင်းရှိလိမ့်မယ်ကျွန်တော်တို့ဆိုရင်ဆရာကြီးဖြစ်တဲ့အတိုင်းပဲမြန်မာတိုက်ပို့ပစိုးပဲကျွန်တော်တို့ဝတ်တာဖြစ်တယ် hi songa jong ko Paul Piong phange om khani china sia te bang call pon ma ma tai pong ya bil pak bem bil te mo among elo om thai khani na to dan te Paul sil ta hiong ဆိုတော့ကျွန်တော်တို့အားလုံးကချင်းလူမျိုးဇုံပြီးဖြစ်ပေမဲ့နောက်ဆုံးတော့ဗမာစကားမှာပဲကျွန်တော်တို့အဆုံးသတ်သွားတာဖြစ်တယ် Zong mi bi be hiang ma call pau ma zat kur de hi che ကျွန်တော်ကခဏမီဖြစ်တဲ့ကျွန်တော်မှာတမီနဲ့တက်ပြီးထားတဲ့အရာရှိတယ်သူတို့ကိုအိမ်မှာခဏစကားနဲ့ပဲကျွန်တော်တို့ပြောကြတယ် kon ai zo mi sunga kono kampau ka hi ma wong na ina bel kono kamma kana jang tang tang hi ဒါပေမဲ့အတင်းတော်မှာစီစံရှိတယ်စိုင်းစံရှိတယ်အမျိုးမျိုးရှိတဲ့ခါကျတော့အားလုံးကဗမာစကားပဲဖြစ်သွားတယ် ay Paul pi sunga mo si kampau sayang kampau chi bang omi na atam ka vek pi na call pau ka jang zo hi ကျွန်တော်အမျိုးသမီးရဲ့အဖေကတွန်းဆောင်ဘက်ကဖြစ်တယ် kan kon pi nu bel ton jang lampan hi သူအမေကတော့စီစံလုပ်ဖိတ်ဖြစ်တယ် amai anu pen mo sung nu pen si jang kampau lo phe khwa mi hi တနေ့ကျတော့ကျွန်တော်အမျိုးသမီးကတမီဟွန်ပီနှစ်အရွယ်လောက်မှာပေါ့မိုးပေါ်ကြည့်ပြီးတော့ညဘက်ကိုကြည့်ပြီးတော့ဟွန်ပီအတုံးကအန်တိုကခပ်ပြီးအကြည့်လက်ကတနွင်တယ်လို့တော်လေအနင်းထပ်ပြီးအကြည့်ချင်ကတယ်ပန်နေအဲ့ဒါဇုံမီအီယံပန်အစီစံလက်ခွန်နိုးလေအတုံးစံချင်ကတည်ပေါချင်ကပန်အကုန်မျိုးရှုပ်ကုန်နေ so ဟုတ်ပြီ sorry အဲ့ဒါခုနပြောလို့ပဲဆရာကိုလည်းကျွန်တော် Facebook မှာတွေ့တဲ့အခါမှာအရန်ခန့်ချောကြီးတွေ့တယ်အခုအပြစ်မှာပို့တဲ့အခါမှာတကယ်ဆရာတကယ်ခန့်ချောကြီးပါ hallelujah ဒီလိုဆရာမျိုးရတဲ့အတွက်ဖျားရှင်ယေရှုတော်တကယ်ပဲချီးမွမ်းတယ် so လူငယ်ချိန်မှာပါဝင်ခွင့်ပေးတဲ့အတွက်ဖျားရှင်ယေရှုတော်ချီးမွမ်းတယ်ကျွန်တော်ရွေးချယ်တဲ့နှုတ်ကပတ်ကြော်ကတော့မနေ့ကလည်းစမတင်ခက်ပေါ်ရောလူငယ်ချိန်မှာဆရာအချိန်ရမယ်လို့ပြောတဲ့အခါမှာတကယ်ပဲဝမ်းသာတယ်ကျွန်တော်ရွေးချယ်ထားတဲ့အရာကတော့နော်စိတ်ထဲမှာတကယ်ပဲပြောပြချင်တဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဓမ္မရာဆိုရင်ပထမဆောင်အခန်းကြီး3အငယ်30ဖြစ်ပါတယ်
ဓမ္မဇာဇဝင်မ ဓမ္မရာဇဝင်ပထမဆုံး ขังตังถูกมาสามอ่ะปฐมสาสองเนาะ ပထမဆုံး อาคารจีบเราเลย ခန်းကြီးတော့ อาคารจีโตขังเงตะเสหวิ ကျွန်တော်ရင်ဖတ်ပါမယ်သာရဖျားသည်လည်းရှင်းဤသူရက်လျက်ရှမွေလဟုခေါ်တော်မူလျင်ရှမွေလကအိုးသာရဖျားအမိတ်တော်ရှိပါအကျွန်ုပ်ကိုရောကျွန်ကြားပါ၏ဟုလျှောက်လေတော့ ยามหกวุฒินะ ဓမ္မရာ ก็เชมวยละ ရှမွေပါရှမွေ เชมวยละขันจีโตขังเงตะเสตัวปะห้องไปห้องดิ่งอาหุนดังเตมาบังอินเซมิโอจีอินอาสัมฮีตัวเจ้าอินเซมิโออินห้องเกนินนั่นน่ะเซมปาอินซาฮีอจีฮี ကျွန်တော်လူငယ်ဘဝဆိုတာကလမ်းစုံမှာရက်တဲ့လူလူပဲဖြစ်တယ် ขังนู้จีเตเป็นลำกาอดิงเตเฮียง ကိုရွေးချယ်ရတဲ့လမ်းကိုရှောက်ရတာဖြစ်တယ် ไอ้อิเตลลำปีอากิไปฮี ကိုရွေးချယ်တဲ့အရာကမှန်တယ်ဆိုရင်ကျွန်တော်ရဲ့ဘဝတစ်လျှောက်လုံးမှာကောင်းသွားမှာဖြစ်တယ် อิเตลลำปีอามานะฮีลำมานะฮีนักเลยเป็นขังต้นตรงนี้นะหอยสวกดีเฮียง ကျွန်တော်ရဲ့ဆုံးဖြတ်ချက်နဲ့ကျွန်တော်ရဲ့ရွေးချယ်မှုမှားတယ်ဆိုရင်ကျွန်တော်ရဲ့ဘဝကဆုံးရှုံးမှာဖြစ်တယ် อีเห็นสันนาเลอิเตลนะเขียนเลยหังเป็นอินุนต่างนะกิเสดีฮี အဲ့ဒါကြောင့်ခုနတချင်း group song ဆိုတဲ့ဒီမှာရှိတဲ့လူငယ်တွေအထူးပဲအားပေးခြင်းနဲ့ ตัวเดน่ะอีขวายาสามอขังนู้เตทางมาทักนาทางเป็นนอมิง ဒီနေ့လူငယ်အားလုံးရဲ့ရွေးချယ်ခြင်းကဘယ်ပေါ်မှာမူတည်ပြီးရွေးချယ်တယ်လဲ ตัวเนี่ยขังนู้เตเข้มเปิดแต่ไอ้อิเตลินะบังตัวกิงอาเฮียมจีเล่ ကျွန်တော်ရဲ့ပထမဆုံးဒီခရီးစဉ်ကကျွန်တော်ရဲ့အမေရိကပထမဆုံးခရီးစဉ်ဖြစ်တယ် ตัวงากงคอลจีเป็นอเมริกากงไปจิลนาฮี ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့နိုဝင်ဘာလမှာမထင်မှတ်ပဲနဲ့ကျွန်တော်ရွတ်ပါစာလုပ်တော့က EBC ကျောင်းမှာ AG ကျောင်းမှာကျောင်းလာတက်တဲ့ဆရာဒေးဗစ်မွန်အင်ဒီယာနာပိုလစ်မှာရှိတဲ့ဆရာဒေးဗစ်မွန်ကကျွန်တော်ကိုခရစ်စမတ်မှာမစ်ရှင်တင်နန်းတရက်ပေးဖို့ခေါ်ရင်းနဲ့ကျွန်တော်တောက်လျှောက်လာတာဖြစ်တယ် โนเวมบาค่ายนะยา EBC มันตัวยังกง EBC สังกสังกับปีเสียเดวิดมงมอยาอินเดียนาโพลิสอมเสียเดวิดมงอินะอิสงะมิชชันตอกใส่เต็นตันไปดิ้งนังสัมนาตุงตอนนะฮิสงะไปเทกะฮี ကျွန်တော်ဒီရောက်လာတဲ့အခါမှာဒီမှာရှိတဲ့လူငယ်တွေအထူးဖြင့်ဒီမှာမွေးတဲ့ကလေးတွေရဲ့အသက်ကြောင်ကြည့်တဲ့အခါမှာတကယ်ပဲဖျားရှင်ယေရှုကိုချီးမွမ်းတယ် ฮีกำกงตุนตักเจียงนะเดียกเดียฮีกำมาสวกขังนูเตมอยาขังทักเตยนุนตักเสียน้อมเดียกมูตักจะทางอามาไหม ဘာကြောင့်လဲဆိုတော့ကျွန်တော်မြန်မာပြည်ကထွဲလာတဲ့လူတွေဆိုအားလုံးသိတာဖြစ်တယ်အလုံးခက်ခဲတာဖြစ်တယ် บางเจอกอลกำมาปะขังตัวเตเบลิเลยขัดเลยขัดกิเตลังหักสมามาพอดีกี ကျွန်တော်စာတင်တဲ့ခါမှာလည်းကျောင်းတွေမှာဆိုရင် by heart ကျွန်တော်တင်ရတယ် สังอะไรสังกาตักเจียงนะหลดงะเงียนมั้งเขียนไอเทกเกจงหลดงะปุ่มงะเห็นไหม ကျွန်တော်ဘာမှအုံနောက်ကတွေးခေါ်စရာမလိုဘူး อีกพวกตัวหนาเสพกุลงไอสุดกุลเบกโล ဆရာတွေပေးတဲ့အတိုင်းပဲကြက်ရတယ် เสียเตงเปียกบางเป็นซิมเห็นไหมงะราซิม အဲ့ဒါကိုကျွန်တော်မဖြေနိုင်ဘူးဆိုရင်ဆံမွေးကြတယ် ตัวด้านเรียนนะหลดไงพี่เทกเกลายเกียเฮลี่ အဲ့ဒါကိုအကုန်လုံးဖြေနိုင်ရင်ဆံမွေးအောင်တယ် ตัวเต็งลิมตะกินะอเวกปีนะอิซิมอีพี่เทนาเกี่ยงให้ไปแล้วเลย ကျွန်တော်တို့အုံနောက်တုံးတာဘာတစ်ခုမှမရှိဘူး ขวักจะดบังมอมเป็นโลหี အားလုံးကအကုန်လုံးကထိန်းချုပ်ခံရတယ်လို့ဖြစ်တယ် ตัวมันอีเวกปีนะองค์เฮนจิบตะกิบังฮี ဒါပေမဲ့ဒီမှာကြည့်တဲ့အခါမှာဒီမှာရှိတဲ့လူငယ်တွေရဲ့အသက်တာနော်ကလေးငယ်တွေရဲ့အသက်တာကိုကြည့်တဲ့အခါမှာ ไอ้ตรงนี้นะฮิลายาขังนูเตนาบังได้หมอขังทักเตยอมดันกมูตักเจียงนะ ပညာရေးမှာအဖက်ဖက်မှာတကယ်ပဲသူတို့အတွက်တိုးတက်မှုအလားအလာရှိရဲဆိုတော့ကျွန်တော်တွေ့ရတယ် ปิลนั่นละไม่ฮิตรงนี้นะบังมาแค่เปียวขันตูดิ้งกิมน้ำมาฮิจินะกิมุเทฮี ကျွန်တော်ဒီမနေ့ကချီကာဂိုမှာရှိတဲ့ကျွန်တော်မယားညီကိုဆရာပြောင်လို့ဆရာကြီးကျွန်တော်လာတာဖြစ်တယ် ยินะเกยจานินว่ายาชิคาโกเสียเปียงแต่ยังไปนะตัวปันนะตัวน้องไปกะฮี သူကလေးတွေဆိုရင်ကျွန်တော်ချင်းစကားတော့ပြောလို့မရတော့ อันนาปังเตเป็นไอ้โจเป้าจงกิเทนเป้าเทนนอนโลฮี ဘူးအင်္ဂလိပ်လိုပဲပြောရတာဖြစ်တယ် มังเป้าเบียกจังเต่าฮี ပြောရင်နဲ့ကမောင်ပေါ့ဝန်အောင်ပေတာ เปียวเย็นๆนะอังกฤษกากงตัววีเด้ ဟာလေလုယာ ฮาเลลูยา သူတို့ရဲ့အသက်တာမှာတကယ်တိုးတက်မှုတွေကိုကျွန်တော်တွေ့ရတယ် ตัวอามาวีอันนั้นต่างนะบอกขันตัวนาตัมปิตักอมีจิงกัมมูฮี တ
ပို့ပြီးတော့ကျွန်တော်ယေရှုကိုချီးမွမ်းတာဒီမှာခုနကျမ်းပိုက်ရွတ်တဲ့ကလေးတွေတွေ့တဲ့အခါမှာကျွန်တော်တို့ချင်းလို့ပဲပြောတာကိုတွေ့ရတဲ့အတွက်ဘုရားရှင်ယေရှုကိုချီးမွမ်းတယ် isung kong tun tak chang adiak mo adiak na phadiak na pasien min kapat na de na pangte la sang to tang lot nga asim te pen mo izo pau nget to simoi men to pen bel ang tang ma meng lung dam pi ma maing ကျွန်တော်ကိုယ်နိုင်တဲ့ကျွန်တော်ရဲ့သမီးနဲ့သားစီကချင်းစကားပြန်တင်နေတာဖြစ်တယ် kayong katanu katapa te khyang panina izo pau asin ki kahi ဆိုတော့ကျွန်တော်ပြောချင်တာကဒီနေ့လူငယ်ရဲ့အသက်တာကနော်ဘဝမှာဘာကိုရွေးချယ်တယ်လဲဘယ်အရာပေါ်မှာအခြေခံတယ်လဲ toy man na tu ni kagen ba khang thak te na khang no te na inun tang na bang tunga kinga ina inun tang na din en tel hi yam ပတ်ဝန်းကျင်ကျွန်တော်ကြည့်တဲ့အခါမှာလူဖြူရဲ့တုတ်တက်မှုကိုကျွန်တော်တွေ့ရမှာဖြစ်တယ် kim le pam khodak le hang mi kang te zia le tong ai suna tom ki mu kha hi ကဘာမှာနံပါတ်1လို့ခေါ်ရဲအမေရိကမှာဒီမှာနေရတာဖြစ်တယ် leitunga number khat alien pe asang pe ichi hi gama ai om hi ta yang ဒီလိုကြည့်တဲ့အခါမှာကျွန်တော်သူတို့စီကနေပြီးရယူတဲ့ပညာကိုလည်းရတဲ့လောက်ကျွန်တော်ယူရမှာဖြစ်တယ် hi sunga om tai manina amao kyang panina amao pil na pen inga za jong ala ding hi ta yang အဲ့ဒါကကျွန်တော်တို့ရဲ့လူမျိုးကိုပြစ်တင်ဖြစ်တယ် toy manina tua inga pil na to iminam lam to ding yang ဆိုတော့ကျွန်တော်အဲ့အရာပေါ်မှာဘယ်အပေါ်မှာ foundation ချမလဲဆိုတော့ toy mana bang tung kingai na i foundation i bul kip sak ding hiam chi le ဖယားခင်ကိုကြောက်ရွံ့ခြင်းအတတ် pasien ki tang na nun tang na ဖယားကိုတိကျွတ်တတ်တာ pasien tel sem pasien hi na thei sem nun tang na အဲ့ဒီပေါ်မှာအခြေခံရမှာဖြစ်တယ် tua tunga ikinga kuli hi ဟာလေလုယာ hallelujah ယေရှုနာမတော်ဘုန်းကြီးပါစေ pasien min thang ta hen ဆိုတော့ဒီနေ့ရှမွေလရဲ့အတတ်တာကိုကြည့်တဲ့အခါမှာ toy mana tu ni na siamui i samuel nun tang na en le hang ကလေးဘဝခေရဖယားနဲ့စကားပြောတဲ့သူဖြစ်တယ်ဆိုတော့တွေ့ရတယ် anaw pang lai peka ki panina pasien to akiho အဲ့ဒါကဘာကြောင့်လဲ to ben bahang hiam chi le သူ့အမေရဲ့ဆူတောင်းချက်ကြောင့်ဖြစ်တယ် amai anui thunget sang na hangi သူ့အမေဟာဆိုရင်ကျမ်းစာထဲမှာအမြုံလို့ပြောတယ် anu pen ya la sino sunga en leng aching hi che သားသမီးသူ့မှာမရဘူး aman ta nei the lo hi သူ့အမျိုးသားကသူ့ကိုချစ်ပေးမယ်လေ apasali na ma ngai ma mahangin အခြားအမျိုးသမီးသူနဲ့အတူပဲသူယောက်ျားရဲ့နောက်အမျိုးသမီးတစ်ယောက်ရှိတာဖြစ်တယ်စီဒန်ခတ်နေမော oh aman apa na jidang khan nei ဆိုတော့ hello ya ဒီမှာအဲ့အမျိုးသမီးကအဲ့အမျိုးသမီးကဟာနာဆိုတဲ့ရှမွေလရဲ့အမေကအမြဲတမ်းကလေးမမွေးရဲ့အတွက်အမြဲတမ်းလောင်ပြောင်ပြီးတော့ပြည့်ရည်ပြူတာဖြစ်တယ် ตัวhi na siamui lai azin ma to ta nei lo cha aman pen nana zapi nana sim mo bolin thapa အဲ့ hi ကြောင့်ဟာနာကအမြဲတမ်းဗိမာန်တော်သွားပြီးတော့ငိုကြွေးပြီးဆုတောင်းတာ toy man hanai na biakin na pai na khituin ap tu to kabina thu ngen den hi သူ့အမေရဲ့ဆုတောင်းချက်ကိုဖျားရှင်ကနားညောင်းတာဖြစ်တယ် amai anui thu ngen na pen pasien dong hi ဒီမှာရှိတဲ့လူငယ်တွေအထူးပဲအားပေးခြင်းနဲ့ toy man na hi songa khang no te thang pi noming ခုနပြောတဲ့အတိုင်းပဲကဘာမှာနံပါတ်1ဆိုတဲ့နေရာကိုဒီမှာရောက်နေကြတာဖြစ်တယ် then again ma leitunga number khat asang pen chi na muna ai tung ta hiang အရာရာမှာနံပါတ်1 na khem pe wa khat na hi အဲ့ဒီနေရာမှာဒီနေ့ဘာကြောင့်ရောက်ရတယ်လဲ himuna bahangina tung khajin jani hiam အဖေအမေတွေရဲ့ဆုတောင်းချက်ကြောင့်နဲ့သူတို့ရဲ့ပေးဆက်မှုကြောင့်ဖြစ်တယ် inui pate thunget sang na le ama ki pya khen na hangi အားကြောင့်မိဘတွေကိုခုနကလေးလေးတယောက်ကပြောတယ်လို့ပဲမိဘတွေကိုယူသေးပါ toy man de na pangte khadi la san to tang sima bangina inui pate zakta ding ဒီမှာနေတဲ့ကလေးနော်နှစ်တန်းကလေးကပြောတဲ့အင်္ဂလိပ်စကားနဲ့မြန်မာပြည်မှာဘွဲရတယောက်ပြောတဲ့စကားက level လောက်ဖြစ်တာရှိတယ် hisunga tani aka te khadi apau mo mang pau pen kol gama boinga khadi mang pau to akikim phial hi ta hi အဲ့လောက်ထိတော့ကွာခြားတာဖြစ်တယ် to za ta bang akigam la hi ta hi ဒီနေ့ကျွန်တော်တို့ရဲ့မိဘတွေကဘယ်လောက်ဒုက္ခခံခဲ့တယ်လဲ toy man inui pate hi chang tun theina ri bang za tan haksan na thwa ku yam ကျွန်တော်မြန်မာပြည်ရဲ့ချင်းတောင်ဆိုတဲ့နေရာမှာဘာမှတိတာထွက်တာမရှိဘူး kol gama izau gama ikham tung gama chilang bang ma piang khajam lo hi အရင်တော့ပြောတယ်ချင်းပြည်နယ်ကဘာထွက်တယ်လဲလို့ပြောတဲ့အခါမှာ
นี่ดังอินะมีตันแกนี่จิมออิโซกามาบังเปียงเฮียมจิอากิกุบจียงอินะ စစ်သားနဲ့အာလူထွက်တယ် กาลกับเลอาลูเบกเปียงฮีจิ အဲ့လောက်ထိတော့ကျွန်တော်တို့အောက်ကျတဲ့နေရာဖြစ်တယ် ตัวซาตาอันเนียมอีกัมฮีจิ ကချင်ပြည်နယ်မှာကြောက်စိမ့်ထွက်တယ် กชินปีเนียเป็นยาสวงมันผาตัมปิตักเปียง ကြောက်ရှမ်းပြည်နယ်မှာနော်ဗဒံများရူဘီထွက်တာဖြစ်တယ် เซียนกามะโมฮีสวงมันผาตัมปิตักเปียง ကရင်ပြည်နယ်ဘက်မှာအောက်ဘက်မှာကြည့်မှဆိုရင်အစာအတော့စားရေးတောက်ရေးအားလုံးစံစပါးထွက်တာဖြစ်တယ် กยินกามีอันเวลามาเป็นหมอบุของตัมปิตักเป็นเอกเลดอนตัมปิ နော်တရားဒီစိုက်တာတော့မှတနေ့စာမှာ อิโซกัมเลเป็นวายมีมมาตะกุมคาดินะขัดเวหุนขัดอิจินหางส่งเป็นอีคำเก่งอะโลหิลาฮี ဒါပေမဲ့ကျွန်တော်အဖိုးဖွားတွေကဖယားကိုတိချမ်းသာဖြစ်တယ် ไอ้จงอีปีปูเตนะปะเซียนนั่นน่ะเทขาวฮี အေဝံဂေလိတည်င်းကောင်းလာတဲ့အခါမှာတခါတည်းအဲ့ဒါကိုယုံကြည်တာဖြစ်တယ် ลุงน้ำนาทูกิตางกงกิปวกตักเจียงนะมาเป็นถ้าคดีนั่นน่ะสังเทเปาฮี နတ်ဆိုးကိုကွယ်မှုတွေနော်အဲ့ရုပ်ကိုကွယ်မှုအားလုံးကိုစွန့်ပစ်ခဲ့တာဖြစ်တယ် ดอยตะกไซมาต่อดอยถุยนาดอยเบียงนาเข้มเปถ้าคดีนะอามานั่นน่ะป่ายแขนนั่นน่ะนุเซโจฮี ယေရှုကိုကိုယ့်ရဲ့ကိုယ်ပိုင်ဖယားဖြစ်ယူတာဖြစ်တယ် เจสุเป็นอามามิมัลปะเซียนกุมไปนั่นน่ะสังเปาฮี တခါတည်းကျွန်တော်တို့ရဲ့အာဗြဟံဖယားဣဇက်ဖယားယာကုပ်ဖယားဆိုပြီးကိုယ်ပိုင်ဖယားကိုယူတာဖြစ်တ อั ယ် บรามปะเซียนไอแซคปะเซียนจากุปะเซียนจีนะไอ้โจมีเตปะเซียนจีนั่นน่ะสังเทเปาฮี အဲ့ဒါနေတဆင့်ပြီးတဆင့်ကျွန်တော်နိုင်ငံရေးပြောင်းလဲမှုတွေဖြစ်လာတယ် ตัวปนินะตัวปันดำดำมินะยุงนาจงองคิเขลตัววิน ကျွန်တော်တို့အရင်တော့လွန်ခဲ့တဲ့15နှစ်20လောက်ကကျွန်တော်တို့ဆရာထုံးကင်စတဲ့တချင်တဲ့ပို့ဆိုမျိုးထဲမှာအထူးဆိုကြတချင်တဲ့ပို့ရှိတယ် อเบสากุมสมรกุมงาคิมปาละมาเสทองกิมีลาอิสักเทเจลขัดเป็น အဲ့ဒါက ที่แล ခါတရန်စားဖို့မရှိပေခါတရန်ဝတ်ဖို့မရှိပေဆိုတဲ့တချင် ตัวนักขัดเบเป็นเนกดิ้งดอนดิ้งในโลขัดเบสิลดิ้งเต้นดิ้งในโลจีลาหิมอ လောက် กี ထိခက်ခဲတဲ့အရာကိုဆရာထုံးကင်ကနေပြီးတချင်ဖွဲ့ဆိုပြီးတော့ဖះကိုချီးမွမ်းခဲ့တာဖြစ်တယ် ตัวบางไอ้เกนที่ไอ้ยักษ์สนาเตมากำมาลินมอละมาลินอังกวงอีนะเสียทองกิมันล้างพวกนั่นนะหิมอกี အဲ့ဒီတချင်ကိုကျွန်တော်တို့ရဲ့မိဘတွေကဆိုပြီးတော့မျက်ရည်ကျတာဖြစ်တယ် ตัวเตเป็นอินุยปาเตลาสายนะอาคิตุยหลวงฮี အဲ့ဒီတချင်ကိုဆိုပြီးတော့အားလုံးကဖះကိုချီးမွမ်းကြတာဖြစ်တယ် ตัวลาเตสายนะปัสยันมินพัจเจยเฮียง ဒီနေ့ဒီနေရာမှာရောက်တဲ့အခါမှာဝတ်စရာဆိုတာကပြောစရာမလိုဘူး ไอ้จงนะฮิกรรมฮิมนิตุนตักเจนะสุดเตนิงจีบแกนเป็นจังกูน่าโล စားစရာဆိုတာကပိုရှန်လုံးတော့မှလွတ်ပြရတဲ့အခြေအနေဖြစ်တယ် เนกดิ้งดอนนิงจีจงเป็นกินเนวากินเนจูโลอินะมอกิปายเลี้ยงตาฮี အသားမစားရတဲ့နေ့ဆိုအရင်တော့ဆိုရင်ချင်းတောင်မှာဆိုရင်နော်ခရစ်စမတ်မင်္ဂလာအဲ့လိုဟာမျိုးမှာပဲစားရတဲ့အခြေအနေဖြစ်တယ် โจกามาจิเลงลุงน้ำบอลนี่จีของโมไปของอมเลเบกสากินในโจบองฮี ဒါပေမဲ့ဒီနေရာမှာအမြဲတမ်းအသားငါစားရတဲ့ဘဝက ฮิสุงเลเลวฮิกรรมมิตุนตักเจอินะอัตตอนตุงสมัยกินในขาฮี အဲ့ဒါကဘာကြောင့်လဲမိဘတွေရဲ့ဖះကိုချစ်တဲ့စိတ်ကြောင့်စက္ကတ်တဲ့ကြွေးကြော်တဲ့အရာကြောင့်ဖြစ်တယ် ตัวเป็นบะหางยังจะอินุยปาเตนะปัสยันนั่นน่ะเอดีนะปัสยันตุงะกิงาอินปัสยันไม้พระอนาจนต่างๆนาหางฮี တချို့ကလည်းအမေရိကကိုနော်အချိန်တော်တော်တွင်းပဲမလေးရှားရောက်တဲ့လူရှိမယ် พอขัดเตนอเมริกาเป็นกลุ่มขัดกลุ่มนี้ของสุงนาฮีมาเลเซียนั่นนะตุงเจ้าฮี ထိုင်းကနေအိန္ဒိယနေရောက်တဲ့လူရှိမယ် จังไทยปันอินเดียปันจงอัตอนจงอมียัง တချို့လည်း9နှစ်10နှစ်10နှစ်ကြာတဲ့လူရှိတယ် พอขัดเตนกลุ่มสังกลุ่มเกียกลุ่มซอมบังกำนี้นางากจงอมี မလေးရှားမှာလည်းမလေးရှားအလျောက်ဖះကိုချစ်တဲ့စိတ်နဲ့အားလုံးကဖះကိုချီးမွမ်းကြတာဖြစ်တယ် มาเลเซียงากหลายจงเป็นปัสยันมินกิปารินปัสยันไม้พระกิจงเจียฮี အဲဒီကနေပြီးဖះရှင်ကဒီကိုပို့ဆောင်ခဲ့တယ် ตัวปันนี้นะปัสยันฮิกรรมทุมนาองพวกเต้าตัวฮีฮี ဟာလေလုယာဖះရှင်နာမတော်ဘုန်းကြီးပါစေ อาเมน ဆိုတော့ဒီနေရာမှာရောက်လာတဲ့အခါမှာ ตัวมันฮิมันตุนตักจังอีนะ အားပေးခြင်းနဲ့ ทางเป็นหัวมิง ဖះကိုဘယ်တော့မှမမေ့နဲ့ ปัสยันจิกมาหุนินะมังกิลเกอุน ဟာနာရဲ့မိခင်ရဲ့ဆုတောင်းချက်ကသူ့ရဲ့ဖះပေးတဲ့သားရှမွေလာမှာပြည့်စုံလာတဲ့အခါမှာ เสียมุยไลอนุฮานาอีอทุเงินนาเป็นอัตปาตุงาอคิจินตักเจียงอิน ဖះခင်ကရှမွေလာနဲ့ဒါရိစကားပြောလာတယ် ปัสยานินะเสียมุยละมอเซมิโอตุงาอามันไดเรกินะกัมองโฮปีตาฮี ရှမွေလာကိုယ်တိုင်ကဖះနဲ့ဒါရိစကားပြောဖို့သူလည်းဖះကိုချစ်တယ်ဖះကိုကြောက်တယ် เ
Samuel จงเป็นปัสยันเขาปีนอาจักตักเจียงนะปัสยันนั่นอีรินปัสยันนั่นกีตาไปฮี ဒီမှာရှိတဲ့လူငယ်တွေ อิสุงอาอมขังนูเต ဒီမှာရှိတဲ့မိဘတွေ อิสุงอาอมนูเลปาเต ကျွန်တော်တို့ဆူတောင်းခဲ့တဲ့အရာတွေ อิทุงเอตคิดอิทุงเอตสาเตเอ็นเลหัง ဖယားသခင်ကတကယ်ပဲပြေဝစေတာဖြစ်တယ် ปัสยันนี่นะองกิจิงสักตักปีมอฮี မြန်မာပြည်မှာဖယားကိုချစ်တယ်လို့ပဲ กอลกามาปัสยันอินมาบังอินะ မြန်မာပြည်မှာဖယားကိုတကယ်ပဲကြောက်တယ်လို့ပဲ ปัสกอลกามาปัสยันอิกีตังมาบังอิน ဒီနေရာမှာဖယားကိုပို့ပြီးတော့ချစ်ကြပါပို့ပြီးကြောက်ကြပါ ฮิมุนาจงปัสยันอีดุนปัสยันกีตาอุน ဖယားသခင်ရဲ့ဂတိစကားရှိတာဖြစ်တယ်အဲ့ဒါကဖယားသခင်ရဲ့ဂတိစကားကသူ့ကိုချစ်တဲ့သူသူ့ကိုကြောက်တဲ့သူတွေကို ปัสยันนี่องกำเจียมนาฮีจิมออามาอีเตอามากีตาเตอามาอาจักตาเตตุงอาปัสยันนี่กำเจียมนาฮี ဖယားသခင်ကသားစင်မြေးဆက်အထောက်အတောင်းကောင်းချီးပေးมาဖြစ်တယ် ปัสยันนี่นะขังกิจอมินะทุพาอบานบานี่นะองไปเต้าตัวดี ထိုကောင်းချီးမင်္ဂလာသည်ဒီအရောက်ဤစိတ်တိုင်းပေါ်မှာတက်ရောက်ပါ ตัว စေ ทุพานะเวกปีตรงตรงตาเฮ ဘုရားသခင်ကရှမွေလာကိုစကားပြောတဲ့အခါမှာ ปัสยันนี่นะเซมิโออาโฮปีตักเจียงนี่นะ ရှမွေကကျွန်တော်ရှိပါတယ် เซมิโอนี่นะเกโอมิงจีฮี ကျွန်တော်ဒီမှာရှိပါတယ် เกยฮิไลโอมิงจีฮี ဒီနေ့ဒီမှာရှိတဲ့လူငယ်တွေမိဘတွေကျွန်တော်အပါဝင်အားလုံးကိုအားပေးခြင်းနဲ့ ตัวนี้นะฮิสุงอมขังนูเตนูเลปาเตเกยมาไม่จงทางเป็นอมิง ဖယားသခင်ကစကားပြောတဲ့အခါမှာ ปัสยันนี่นะองโฮปีตักเจียงอิน ဖယားသခင်ကယူပေါင်းပေးလိုက်မယ် ปัสยันนี่นะไอเป็นลาเมตนะองไปเรียงฮี အဲ့ဒီအခါမှာကျွန်တော်တို့အစဉ်တည်းရှိရအောင် ตัวตักเจียงไอเป็นกิกิงคอร์สันอมดิยัง ရှမွေလာကဲ့သို့ เสียมวยลาบางมาบางอินะ ကျွန်တော်ရှိပါတယ် เกยเจอมิง ဖယားကိုပြောတဲ့လူတိုင်းဖြစ်ပါစေ ปัสยันตุงอาจิเตอหิกิมดินปัสยันทุปังเปตาเฮ ရောက်စီတန်ဖျားရှင်ကောင်းကြီးပေးပါစေ ปัสยันมีมาขัดเจทุปังเปตาเฮ